တာကအသီးတွေပေါ့နော်ပန်းသီး6လုံးကို$4 430ဆိုတော့ပန်းသီးအစိမ်းဆိုရင်12000အောက်ကပန်းတက်တော်တွေက1.8ကို$2ဆိုတော့ဒီကောင်ဆိုရင်6000နီးပါးပဲရှိတယ်နှလုံးပေါ့နော်ဒီကောင်အကြီးပေါ့ဒီအကြီးနှလုံးဆိုရင်12000နီးပါးပေါ့လိမ္မော်လေးဒီပန်းသီး6လုံးဆိုရင်12000 13000ပေါ့13000စပစ်တီးရပေးသေးရှိတော့ဆိုတော့စပစ်တီးတွေဒီကောင်ဆိုဘယ်လောက် kg တော့0.560 kg ဆို30ရာပေါ့30ရာကို1000ခွဲ30ရာကို1000ခွဲဟောမဲဒီကောင်ဆိုရင်16000 16500ပေါ့ကျောင်းမှုတွေကတော့နှစ်ဖူးကို9000အတီးရက်ကတော့ဒီမှာနည်းသေးကြီးအတီးရက်ဈေးချွေရဲ့မကတ်တက်ခုရှိတယ်အသားတွေပေါ့ချက်သားဆိုရင်ဒီပေါင်လေးချောင်းဆိုရင်1000ခွဲ1000ခွဲဒီကောင်ဆိုရင်0.758ဆိုရင်30ရာ40ရာလောက်ပေါ့12000တော့ဒီမှာစက်မြစ်ချက်တဲဆိုရင်အသေးဒါဆိုအသေးအုံးလေးဒါတော့ဟိုပါပဲရှိတယ်3000ပဲရှိတယ်3000ဘယ်လောက်သားတော့30ရာကျော်လောက်ရှိတယ်ဒီမှာအသေးတော့ပေါ့ဆိုသေးချို့တယ်မစားကြလို့တစ်ထုပ်လောက်ယူလိုက်အောင်မယ်ကြက်ဥပေါ့နော်ဒီမှာကြက်ဥတွေဆိုရင်ဒီကောင်က2 4 6 80 12လုံးဆိုရင်$2ဒီမှာအလုံး30ဈေးဆိုရင်$5 $6ပေါ့$50ဆိုရင်1000ခွဲ$6ဆိုရင်18000အလုံး30ဆိုကြက်ဝီဆိုကြီးရဈေးမျိုးရှိ$6တန်းရှိတယ်5.70မျိုး$5တန်းလည်းရှိတယ်အဲ့လိုမျိုးဈေးလေးဆိုတော့ဒီ market တွေကအကုန်လုံးအစုံရှိတယ်ပေါ့အသားဝယ်ပြီးသွားပြီအတီးရက်လည်းဝယ်ပြီးသွားပြီဆိုတော့နောက်တစ်ပါးဝယ်ရင်ကောင်းတော့ရှိလားရှင်းလည်းရှိတယ်ချက်တင်ပြီးငရုတ်တိဈေးကြီးတယ်ဗျာငရုတ်တိအဲ့ဒါအဲ့ကအနီရောင်အဲ့ကတကူကို12000နဲ့2000မပါလားဒီမဲ့ဒီမုံညင်းလေးဒါဆိုရင်3000ပစင်းရက်ဆိုရင်3000အတီးရက်တော့ဈေးကြီးအသားဈေးချိုးအဲ့ဒါကွာသွားတယ်ဒီကောင်းလေးဆိုရင်1000ပေါ့ပန်းတုပ်လည်းရှိတယ်ကော်ဖီလည်းရှိတယ်အဲ့ဒါစိမ့်နဲ့ပါဝင်ကောင်းတော့ငါပြော်ရီလေးဒီငါပြော်ရီလေးစားလို့ကောင်းတယ်$4ဒီငါပြော်ရီဆိုရင်6000ဘာသိလဲမသိမလကာရီဒီကောင်လေးဆို10လုံးဆိုရင်$4 12000ဒီကောင်လေး10လုံးဆို$4 12000အဲ့လိုပန်းဒီ10လုံးဆိုဒီကောင်ဆို1000ပဲရှိတယ်ပန်းဒီတွေအဲ့လိုမျိုးဒါမှဖေးရီကတစ်စိတ်ဘယ်လောက်တော့ဒီတစ်စိတ်ကဖေးရီက1000ပေးရတယ်ကြည့်တော့ကြီးပဲတမော်ရီတမော်ရီဟုတ်ဘူးတခေါမွေးပဲဟောအာလူဝယ်အောင်အာလူဝယ်အောင်မယ်ကောင်းဘယ်လောက်တော့1.20ကျော်အေးဘူးရ3000 4000လေးရှိဒါဒီမက်ကတ်အသေးပေါ့မက်ကတ်ကြီးတွေဆိုရင်တချို့မက်ကတ်တွေဆိုရင်ဒီတက်ပိုဈေးချိုးတယ်ဒီမှာမက်ကတ်2ခုလောက်ကဈေးချိုးတယ်ကျေးဇူးပါ